Pamela English စာကို English စကားကိုကျွမ်းကျင်ပြောတတ်ချင်တဲ့သူတွေဒီမှာကြွပါစေနားမလည်မှာဆိုလို့တလုံးချင်းစီပြောတော့ပေးမယ် okay အဲ့တော့သိချလိုက်မှလို့လွယ်အောင်လို့အားလုံး okay ယူရိုတွေလေ့လာပါသင်ယူပါเนาะမြန်မာနိုင်ငံအတွင်းမှာပဲအေးစစ်စစ်သင်ယူလို့ရတယ်ပေးမှတော့ဆက်မလို့ okay အဲ့တော့သိချလိုက်နားထောင် okay အားလုံး ready are you ready okay နောက်တစ်ခါတော့那你给我先表。နောက်တစ်ခါတော့နားမလည်မှာဆိုနားမလည်မှာနောက်တစ်ခါတော့那你给我先表。ကဲပြီးလို့လဲနားလေရလားအဲ့တော့ရှင်းလင်းလေးပြောတာမှနားမလဲလေနော်ယူရိုတွေလေမဟုတ်တော့ဘူးနော်ကဲနားမလဲမှာဆိုလို့တို့ခင်ဗျာလေတလုံးချင်းစီယူရိုတွေကိုချပြပေးတယ်မြင်နေဟုတ် I hate you စက်တိုက်လဲပြောလိုက်လို့ရှိရင်ဘယ်လိုပြောမှလဲအတန်ထွက်မတက်လို့လားဒါမှမဟုတ်စက်တိုင်ကြောင့်မလို့တလုံးချင်းစီပြောတာလားစက်တိုင်ပြောလဲအတန်ကတော့မပြီးသေးပါဘူးဒါပေမဲ့ချင်ပြပါရတဲ့ဟိုတနေ့ဟို I must marry my life တဲ့ဆိုင်တော့ my life တောင်မဟုတ်နော်အဲ့ဒါအကျဉ်ဟိုကိုကသိနေတော့ခါကြတော့အတန်ထွက်ကိုပြီးသွားခဲ့တယ်နော်သူတို့ပြောပါလေ I must marry my life ငါရှုပ်ပွားနေတယ်ငါရဲ့မင်္ဂလာဆောင်ပါလို့ဘလို့လက်ထပ်ဖို့လူနဲ့life partner okay life partner life ဝင်မဲ့လူနဲ့လက်တွေပေါ့ရှုပ်ခန့်တာပဲသူတို့စကားပြန်ခါမှကို English ပါ broken ဖြစ်တော့မှာနော်အခုလည်းကြည့်နော် I hate you hate hate no အဲ့တော့မထီတဲ့နဲ့ဆုံး hate you I hate you you အဲ့လိုတွားမှာနော် I hate you hate မဟုတ်နော် hate hate no I hate you no I hate you ဖြစ်သွားတယ်သူပြောတဲ့ဥစ္စာ I hate you what's that I hate you I don't understand okay အဲ့တော့မြန်မာမှာလေအဲ့ဒီ English နဲ့ပတ်သက်လာရင်ဒါကပြောတဲ့လူတွေမတတ်တာရဲ့အမှန်ပုံနော်စစ်ကြုံရဲ့ပညာရေးပေါ့နော်ဒါကြောင့်လည်းပြည်နိုင်ငံရောက်အသုံးဝင်မျက်နှာငယ်ခံရတယ်ဆိုအဲ့ဒါပဲစစ်ကြုံလက်ထက်မှာတော့တင်ခဲ့ရတဲ့ဥစ္စာတွေအဲ့တိုင်းမတင်လာရတယ်အဲ့ဒါကြောင့်မလို့ကို specialist အပြင်မှာတီးတန်းထပ်မတင်ဘူးဆိုရင်အဲ့ဒီအတန်ထွက်ပဲတော့မှာနော်အဲ့ဒါကြောင့်မို့လုံးဝအရင်မှာ S တန် T တန် K တန်လုံးဝအတန်မရှိဘူးတို့မှာအဲ့ဒီအနောက်ရဲ့ pronunciation အတန်ထွက်တယ်အရန်ကိုစိုးတယ်တကယ်ငပိတော်မှလေဟိုငပိကိုမှလေတကယ်ကိုဘယ်လိုပြောမှလဲကွာဘာငပိမှအောင်ပြောမတတ်တော့ကွာအစ်မမီတဲ့ငပိမျိုးနော်အဲ့ဒီအတန်ထွက်တယ်မြန်မာမှာတချို့ရှိတယ်ဆရာမတွေကပြောတာဒီမှာ online ပေါ်မှာတင်းနေတာတစ်ခါလေကြာရင်အာယုံလုံးကိုကနားလေတော့ပို့တော့စိုးတယ်ဟို S တန်လည်းမပါဘာတန်လည်းမပါဟုတ်လားဟိုပြီးတော့ဟိုနံပါတ်တွေပါပြောတဲ့နေရာမှာဆိုလဲထားပါတော့ကျတဲ့နေရာမှာပြောလွယ်ဆုံးတွေပဲပြောမယ်အခု iPhone တွေပါထွက်တဲ့အချိန်မှာနော်70 iPhone 70ဟမ်60အဲ့လိုမျိုးပြောတာတီးဆိုတာက10ကနန်းကိုပြောတာနော်10ပြည့်ကနန်းကိုပြောတာနော်10ပြည့်ကနန်းမဟုတ်တဲ့အဲ့လိုအစွန်သက်ကနန်းပမာလို့အဲ့ဘယ်လိုခေါ်မလဲချင်းဖြစ်မှာနော်ချင်းတော့ချင်းနေကြဆိုတာသိတယ်မလားစေချိုတက်လေးအဲ့ဒါချင်းနေကြလို့ခေါ်တယ်အဲ့တော့ iPhone 17နော်17 18 16 15 14အဲ့လိုဖြစ်မှာနော်ပြီးတော့11နဲ့နောက်မှာပေါ့နော်ဗာလဲတွဲဆိုအရင်နားမလည်ခဲ့ဘူးလားတွဲကားဘာကိုပြောပါလဲပေါ့နော် trail နော်12ဖြစ်မှာ12ကအဲ့လိုဖြစ်မှာ12အဲ့ဒါတွဲဆိုဘာတွေတွဲတယ်လဲမသိဘူးမပေါက်တော့နောက်တော့ပါရှိတယ်detail ဝေးကြမှာလေတစ်နှစ်လောက်လှည့်ပြီးတော့မှစုံစမ်းလိုက်ရဘာပြောလဲနားမလဲလို့ဗမာစကားပြောတယ်ထင်တာပေါ့နော်တကယ်တမ်းသူတို့ကကြီးလို့ညက်ပြီးပြောကြတာ detail ဒီဇိုင်နာတွေပါတယ်တော်တော်များများသုံးတယ် miss logger တွေမှာသုံးကြတယ်detail တိတ်ချလောက်တာဘာလဲကိုနားမလဲပြောမတွက်တတ်ရင်လည်းနော်ဗမာလိုပဲထိသုံးပေါ့ဗမာတွေနားလေမြန်မာတွေနားလေကိုပဲပြောတာမဟုတ်ဘူးလားကိုကမဖြစ်မနေသုံးရမယ့်အရာမို့လို့ဆိုရင်ကိုမပီလဲသုံးလိုက်တာတမျိုးပေါ့နော်ဒါပေမဲ့ကွာမြန်မာတွေနားလေဖို့ပဲကွာကိုလည်းတက်ကျွမ်းတဲ့ဟာစကားမဟုတ်တဲ့ဟာကိုရိုးညက်ပြီးပြောလိုက်ရနားကြရတာအဆင်မပြေဘူးကွာ detail မဟုတ် details ကွာ details ဆိုတာအသေးစိတ်ကိုပြောအသေးစိတ်စီစဉ်ထားတယ်အဲ့ဒါပြောချင်တာ details ဆိုတာအဲ့ဒါ detail နဲ့ဘာတွေ detail နေမှာမသိအဲ့ကျမှပတ်ပြီးမေးတော့လေဘယ်သူမှနားမလဲဘူးဟိုကိုမိတ်ဆွေအပေါင်းတွေနဲ့လိုက်မေးတယ်ဘာကိုပြောတာလဲ detail ဆိုပါမှာစကားမှာမသိဘူးနောက်ပိုင်းကျမှဘယ်မှာလဲမသိမှန်မှာတော့မေးတော့မှအဲ့ဒါအသေးစိတ်ကိုပြောတာလေးဒါလေးတော့နားမလဲဘူးလားတဲ့တော့ဒူမရဲ့အဲ့ကျအဲ့လိုလာမှန်သေးတာဝတ်တော့တကယ်ဆောက်ရှက်ပါပဲเนาะတကယ်မြန်မာတော်တော်များများတွေပေါ့เนาะကိုမှသူတို့ကများတော့လေဘာတော့ရန်ကုန်လေစိတ်တော်မှာကြော်ဖူးရလားမသိပါဘူးတယောက်တည်းတပွေတယ်နော်အဲ့ဒါကိုအဲ့ကျကိုလေနိုင်ငံတကာပတ်နေတဲ့ main ကလေးလာပြီးတော့တော့သူမရဲ့တဲ့သူတို့ပြောတာနားမလဲတာသူတို့ဘာစကားကိုသုံးနေမှမသိနော်သူ
သူတို့မမှန်တာကိုသူတို့မသိဘူးအမေသူများလာပြီတာသူမလို့ပြောတော့အဲကျဲလဲရှိတာပေါ့နော်အဲ့လိုမျိုးပေါ့ဒါကြောင့်မလို့လေ့လာပါသင်ယူပါနော်line ပေါ်မှာလေတင်တမျှဟာလည်းအကုန်လိုက်ပြုံနေတချို့တွေကအခုခေတ်ကလေးသိရမလား online လောက်စားတဲ့ခေတ်တွေဆိုတော့မြန်မာနိုင်ငံပို့ဆိုးတော့ဗောနော်လောက်စားစရာရှားပါလာတဲ့ခေတ်ကြီးဆိုတော့လေ online မှာအမျိုးမျိုးတချို့ဘာပညာမှမတတ်ပါနဲ့လေသူတို့အမဲ speaking ဆရာမကြီးလုံးပါအဲ့လိုနဲ့အဲ့လိုမျိုးလောက်စားလို့အရက်များတယ်တွေ့တယ်ခုနောက်ပိုင်းတခါလေကြာအမြင်မတော်ရင်တော့အချိန်ရရင်ဝင်မှန်တာမျိုးပါမျိုးလုပ်တယ်အဲ့လိုမှန်ရင်လည်း block ခံရပါလေစင်ဒီလောက်ပါပဲနော်ကဲအဲ့တော့ I hate you နော် I hate you ဆိုနော်အစင်သိမပြေသေးဘူးဒါပေမဲ့နားလေလို့ရလောက်တယ်ဒါပေမဲ့ professional မဆန်သေးဘူးနော် I hate you hate you အဲ့လိုဖြစ်ရမယ်နော် okay ပြန်ပြောချက် I hate you hate မဟုတ်ဘူးနော် hate